အဲ့ဒီဖန်သားကြီးတာလေကျိုးကျသွားရင်ငါတော့အယိုးတစ်ခြားဖြစ်ပြီးတေးပြီးပေါ့နော်အဲ့လိုမျိုးစိတ်ကြီးနဲ့လေကြောက်လန့်နဲ့အဲ့မှာဓာတ်ပုံရိုက်ပြီးတော့အဲ့ဒီပေါ်မှာလေလမ်းလျှောက်ခဲ့ရတဲ့ feeling ကလေဘာလဲမှမတူဘူးစိတ်ထဲမှာကြောက်သလိုလို့ဒီလားအဲ့လိုမျိုးဖြစ်ပြီးတော့လေဒါပေမဲ့အရန်ပျော်ပြီးတော့အရန်ချင်တတ်တယ်ချီနူးရယ်ပဲအဲ့ဒီနေရာလေးကတော့ဘန်ကောက်မြို့ကဒါ King Power မဟာနဂွန်ဆိုတဲ့ဒါဒီထာဝါပေါ့နော်အခုဒီပြရဲ့ဒီအဆောက်အဦကြီးပေါ့နော်သူကဘန်ကောက်ရဲ့အမြင့်ဆုံးဖြစ်တယ်ဒီဘက်ကတော့ဒါသူဘေးကတခြားကွန်ဒိုတွေပေါ့နော်ဒီအဆောက်အဦကြီးကပေါ့နော်2000နဲ့ဒီ16ခုနှစ်မှာစဖွင့်ခဲ့တာပေါ့နော်2011ကစောက်တာဆိုတော့9နှစ်လောက်သူတို့အချိန်ယူပြီးတော့ဒါစောက်ခဲ့ရတာပေါ့ဒါကတော့အပြင်ဘက်က decoration တွေပေါ့နော်တပ်ပုံရိုက်တဲ့နေရာပေါ့အထက်ကိုဝင်ခင်လေဒီရဲ့အဆောက်အဦပေါ့နော်သူကဒီရဲ့အဆောက်အဦကမြေပြင်ကနေဆိုလို့ရှိရင်314မီတာအထိသူကမြင့်တယ်ဘန်ကောက်မှာအမြင့်ဆုံးပဲဒီဇိုင်းကလည်းအရန်ဆန်းတယ်ပေါ့နော်သူက residential area condominium ဖြစ်တယ်ပေါ့နော်ရုံးခန်းတွေ hotel တွေရှိတယ်65လွှာမှာဆိုလို့ရှိရင်သူကတခြား view ကြည့်တဲ့ point တစ်ခုရှိတယ်ပေါ့နော်အဲ့ဒီအဆောက်အဦမှာကိုရီးယားကတော့အဲ့ဒီကိုမရောက်ခဲ့ဘူး88တက်အမြင့်ဆုံးထိတက်တာပေါ့နော်65လွှာတော့မဝင်ခဲ့တော့ဘူးပေါ့နော်အဲ့မှာသူကသူ့ရဲ့တန်ကြီးကလည်းဒီ condo တစ်ခုခန်းတစ်ခန်းတန်ကြီးကလည်း 1.2 နဲ့2 billion ထိရှိတယ်ဒါကတော့ entrance ပေါ့နော်ညဘက်ပြန်မှရိုက်တဲ့အခါကျတော့သူရှင်းနေတာပါအဝင်တော့ကဒါရိုက်ဖို့မေ့သွားပြီကိုရတော့ညနေဘက် sunset view နဲ့ညဘက် view ကိုလိုချင်လို့အဲ့ဒီညနေဘက်အချိန်မှသွားတာပေါ့နော်ဒါကတော့ ticket counter ပါညနေ4နာရီနောက်ပိုင်းဆိုလို့ရှိရင်ဘတ်1200ပေးရပြီးတော့ညနေ4နာရီရှေ့ပိုင်းဆိုလို့ရှိရင်တော့900ပဲဘတ်900ပဲပေးရပါတယ်ကို့မှာအိတ်ဒီပါကြီးပါတယ်ဆိုလို့ရှိရင်တော့ယူခွင့်မရှိပါဘူးအပေါ်ပေါ့နော်ဒီ locker လေးမှာထားခဲ့လို့ရပါတယ်ပတ်စံပေးကြမလို့ပါဘူးဝင်ပြီဆိုတာနဲ့ဒါသူကဒါဓာတ်ပုံတစ်ပုံလကားရိုက်လို့ရတယ် digital download လုပ်လို့ရတယ်ပေါ့နော်ဒီအိတ်သေးလေးကိုလည်းဒါလုံခြုံရေးတွေတော်တော်တင်းကျပ်ပါတယ်စစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါကတော့ဓာတ်လေကားပေါ့နော်တပေါ်တက်သွားတဲ့ဓာတ်လေကားလဲ 3D ဓာတ်လေကားကြီးနော်မိုက်တယ်ရန်ကို share ပဲကွာဒီလားအဲ့မှာတို့ကဒီ85လွှာ close area အရင်ဆုံးပို့ပေးတယ်88လွှာထိတိုက်ရိုက်မသွားပဲနဲ့လေအခုဒီလူဒီနာအခု view တွေလှမ်းရိုက်ထားတဲ့ဒီနေရာကတော့ဒါ85လွှာပေါ့နော်ဒါကတော့ဒီမိုးလုံလေးလုံနေတာပေါ့နော်အပေါ်က88လွှာတော့ open area ကြီးပေါ့မိုးလုံလေးလုံတော့မဖြစ်ဘူးဒါပေမဲ့သူက view ကြည့်တဲ့နေရာမှာ sky glass walk ရှိတဲ့ glass sky walk ရှိတဲ့နေရာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါကတော့85လွှာနဲ့ရိုက်ထားတဲ့ shooting ပေါ့တကယ်လို့မိုးရီပါရွာတယ်နေပါပူတယ်ဆိုတော့ဒီနေရာလေးကတော်တော်အဆင်ပြေတယ်ပေါ့နော်တူးတွေကနေကြည့်ရတယ်တော်တော်မိုက်တယ်တော်အဆင်ပြေတယ်တော်တော်လှပါတယ်ပေါ့နော်ဒီခုရိုက်ထားတာကြီးကြိုက်ပေါ့သူကဒီဘန်ကောက်တစ်မြို့ကင်းလုံးကိုအပေါ်ကနေလှမ်းပြီးတော့မြင်ရတာပေါ့နော်အရန်ကိုမိုက်တယ် amazing ပေါ့နော်ဒီချောင်းဒီကြောက်ဖျားမြစ်ကြီးဆိုလဲမြင်နေရတာကွာအဲ့မှာဒီတရားတွေအများကြီးပဲဘာအကုန်မြင်ရတယ်ဒီကားတွေပါဆိုတော့ဘွားချစ်သေးလေးဖြစ်သွားတယ်လမ်းနေဆိုတော့ကြီးချင်းလေးသေးလေးဖြစ်သွားတယ်ကွာဆိုတော့တော်တော်ကြီးကိုမိုက်တယ်ပေါ့နော်အဲ့ဒီပေါ်မှာဒါမဲ့သူကဒီ tripod တွေပါသုံးလို့မရဘူး tripod တွေပါသုံးပြီးတော့ရရင်ဒါလူတွေ view ကြည့်တာနောက်ဆက်ဖြစ်မှာဆိုလို့ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်ဒီမှာဆိုလို့ရှိရင်ကိုယ့်အကို selfie ပါရိုက်လောက်ဆွဲလို့ရတယ်သူများရဲ့ကရိုက်ပေးမယ်ဆိုလို့ရှိရင်တော့ကိုယ်တငယ်ချင်းပဲရိုက်ပေါ့နော်ပုံကောင်းထွက်မှာမဟုတ်ဘူးရှင် selfie ရဒီညမှာအဲ့ဒီကမှာအသင့်တော်ဆုံးပဲကိုယ့်အကိုအလင်းမှောက်ချိန်ရိုက်တာအကောင်းဆုံးပေါ့နော်ကိုလီနာကတော့ဒါအဲ့ဒီ95လတလုံးကိုပတ်ပြီးတော့ပေါ့နော်360 degree view အကုန်လုံးကိုတေချာပြီးရိုက်ခဲ့ပါတယ်ရှင်တော်လေးကိုမိုက်တယ်တော်လေးကိုလှတယ်စိတ်ညစ်စရာတွေအားလုံးသိပြီးတော့လူကလေလုံးဝတန်းဆန်းပြီးတော့လေ fresh ဖြစ်သွားတဲ့ခံစားချက်ကလေဘာနဲ့မှမတူဘူးစိတ်ညစ်စရာတွေအားလုံးပျောက်သွားတယ်တကယ်တော့တွားကြည့်လိုက်ဘန်ကောက်ရောက်ဖူးတဲ့လူတွေကဒါကမထူးဆန်းပါဘူးပေါ့နော်ကိုလီနာကဒါစင်ကာပူတို့လန်ဒန်တို့ကတာဝါတွေရောက်ဖူးတယ်ဒါကတော့ဘန်ကောက်ကတော့ဒီဟာဘန်ကောက်ကခဏရောက်ပေမဲ့ဒီတာဝါတော့ဒါပထမဆုံးရောက်တာပေါ့နော်ဒါတော့ကိုယ့်ကို selfie ဆွဲပါတယ်တဲများတာပေါ့နော်သူကစင်ကာပူတို့လန်ဒန်တို့နဲ့ဘာမတူတာလဲဆိုတော့အမြင့်ဆုံးတာဝါကနေ view ကြည့်တာမှန်ပေမဲ့ဒီဘန်ကောက်မှာတော့ဒါတင်မ glass နဲ့လောက်ထားတဲ့ sky walk ကြီးရှိတာပေါ့နော်ဒါတော့ထူးဆန်းသူ့ရဲ့ဒီ attraction ပေါ့ဟိုလန်ဒန်တို့ပါတော့မှာလန်ဒန်တို့စင်ကာပူတို့မှာအဲ့လိုမျိုး sky walk မှာတင်မ glass နဲ့လမ်းလျှောက်တဲ့ area မရှိဘူးပေါ့နော်ဟိုမှာတော့ရေကူးကန်နေပါတယ်တော့ရှိတယ်စင်ကာပူမှာဆိုရင်တော့လန်ဒန်မှာလည်းအဲ့လိုမျိုးမရှိဘူးပေါ့နော်ဒါလေးကတော့ထူးဆန်းတဲ့မှုတွေပေါ့ဒါတော့ဒါ86ပါကိုသွားတဲ့ဒါနေရာလေး86ပါရှောက်လန်းပေါ့နော်ဒီတက်လေကားဆက်လေကားလေးနဲ့တက်ရင်ရှောက်ပါတယ်ပေါ့နော်
ဒီမှာဆိုလို့ရှိရင်88လွှာတက်ဖို့အတွက်ဆိုရင်ဒါသူကတက်လိတ်ကားနဲ့တက်လဲရတယ်ကြောင်လိတ်ကားနဲ့တက်ချင်လဲရတယ်ပေါ့နော်ဒီနာကတော့ကြောင်လိတ်ကားနဲ့တက်ဖို့ပဲရွေးလိုက်တယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ဒီ architect design ကိုခန်းစားချင်လို့ပေါ့နော်တော်တော်များများကတော့ဒါတက်လိတ်ကားနဲ့တက်ကြတယ်ပေါ့နော်ဒီနှစ်လွှာကို88လွှာအထိဟိုဒီနာကတော့ဒါ little လေးတော့မောတယ်နှစ်ထပ်တောင်မှတက်ရတာဆိုတော့လေပြီးတော့ပတ်ပြီးတက်ရတာဆိုတော့ကြတော့ဒါပေမဲ့တော်တော်ရို့အဆင်ပြေပါတယ်ကြိုက်တယ်ပေါ့နော်ဒီဟာလေးကိုသွားတာလေကြည်ကြဲဝန်းနေတယ်ပေါ့အရန်ဟိုဒီကြည့်ရတာမျက်စိပြတာရှိတယ်စိတ်ထဲမှာကြည်နူးချမ်းမြေ့ပေါ့ကွယ်အဲ့လိုမျိုး feeling vibes ကိုခံစားရတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တယ်ဒါကတော့အပေါ်ကိုမရောက်ခင်ပေါ့နော်ဆက်သွားတယ်ပေါ့ဒါကတော့ရောက်သွားပြီဒီမှာပေါ့တင်မ glass ပေါ်မှာလမ်းလျှောက်နေကြီးလိုက်ပြီအရင်အသက်ရဖို့ကောင်းတယ်ဘလောက်ကြောက်စရာကောင်းလဲကွာဒီမှန်သားပြင်လေးတစ်ချက်ပဲချတယ်ဖန်ကောင်းမျိုးကြီးတစ်မျိုးလုံးကကိုချစ်တော့အောင်ပေါ့နော်တကယ်လို့သာအဲ့ဒီဖန်သားပြင်ကြီးကတခုဖြစ်သွားရင်ကိုသွားပြီလေရွှချတာတခြားတော့ကြောက်ဖို့ကောင်းတယ်အဲ့မှာမပြီးရကြတော့အဲ့လိုပဲကြောက်လန့်နဲ့ပဲ post တွေပေးပါတယ်တပုတ်လေးရိုက်ဗီဒီယိုတွေရိုက်ပေါ့နော်အဲ့ဒီဖန်သားပြင်ပေါ်ကနေပြီးတော့အဲ့ဒီပေါ်မှာတက်မယ်ဆိုလို့ရှိရင်သူတို့ပေးထားတဲ့ကိုယ့်ရဲ့ဖက်နှက်ပေါ်မှာပေါ့နော်အမှအချင်းအပြလေးတွေ့လားစွတ်ထားချို့လက်တက်သူတို့အမဲတွေပါယူကြတာပေါ့နော်ခြေစွပ်လေးနဲ့တက်မှတက်ရပါတယ်အဲ့ဒီခြေစွပ်လေးဘဝထူဆိုရင်ဒါတက်လို့မရဘူးပေါ့နော်အဲ့ဒီ glass ပေါ်အဲ့ဒီခြေစွပ်ကအလကားစွပ်ပေးရစွပ်ရတာပါသူတို့ကပုံနဲ့ချရတယ်ပေါ့နော်အဲ့ဒီ glass ပေါ်မစင်းခင်မှာပြီးတော့အဲ့ဒီ glass ပေါ်တက်မဲ့လူကဖုန်းနေကင်မရာတွေဘာတစ်ခုမှတည်သွားလို့မရပါဘူးเนาะကို selfie လဲဆွဲလို့မရဘူး smile box ဆိုပြီးလာဝင်ပေါ့เนาะလုံခြုံရေးလည်းတင်းကျပ်တယ်အပေါ်ကနေပြီးတော့ကိုတယောက်ကနေပြီးတော့ဓာတ်ပုံတွေဗီဒီယိုတွေရိုက်ပေးရတာပါအရန်တရားကိုကောင်းတယ်ကြည့်လေအဲ့ဒီ glass ကကျိုးသွားပြီးတော့ကြာသွားပြီးပြီเนาะတကယ်ပြီးပြီအဲ့မှာဒါမဲ့တစ်ခုပြောရမယ်ဆိုရင်ကိုကမကြောက်ချင်ဘူးဆိုလို့ရှိရင်အဲ့အကိုငုံပဲကြည့်တယ်ဒီတိုင်းပဲလမ်းလျှောက်နေလိုက်အဲ့ဆိုအဆင်ပြေတယ်ပေါ့နော်အဲ့မှာဒါတော့နေမဝင်ခင်ပေါ့နော် selfie ဆွဲပါတယ်ပေါ့နော်အဲ့ဒီ view နဲ့တော်တော်ကြိုက်လို့လေဒါတော့တော်လှတယ်ကွယ်ဒါကတော့ sunset ရောက်သွားပြီပေါ့နော် sunset view မှာကြည့်ရလူတွေအများကြီးပဲအဲ့ဒီမှာတင်မ glass ရဲ့အပေါ်မှာအလွှာလေးနှစ်လွှာရှိတယ်အဲ့ဒီပေါ်ကနေပြီးတော့လူတွေထိုင်ပြီးတော့ရက်ပြီးတော့ဒီ sunset တွေကြည့်ကြတယ် enjoy လုပ်ကြတာပေါ့ကွာဒီ open view ကိုတော်တော်360 degree view ဒါ Olina ကလည်းဒါဒီနေဝင်ဗီဒီယိုလေးမှာဗီဒီယိုအမှတ်တရရိုက်တယ်ပေါ့နော်အဲ့ဒီ view point ကနေပြီးတော့အရန်မိုက်တယ်ပေါ့နော်အဲ့ဒီ feeling amazing ကွာအရန်ကိုစိတ်ကြည်နူးတဲ့ခံစားချက်ကဘာလဲမှမတူဘူးစိတ်ထဲမှာကြည်နူးအေးချမ်းပြီးတော့လေစုပ်ပြန့်လန်းဆန်းနေရကွာဒါကတော့ညဘက်ရောက်သွားပြီပေါ့နော်9 နာရီဝက်8နာရီလောက်ဖြစ်ပြီသူကည7နာရီနေလို့ရတယ်ပေါ့နော်ဒါပေမဲ့7နှစ်ထိတော့မနေပါဘူးဟိုလောက်တော့ပြန်တာပေါ့10နာရီလောက်တော့ပြန်တယ်ဆိုတော့အရင်မိုးချုပ်တော့လည်းမကောင်းဘူးလေအဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ညဘက် view ပေါ့နော်ဒါတော့ night မှာဒီမီးတွေတစ်မျိုးလုံးကလည်းထင်းတစ်မျိုးလုံးကမီးတွေလည်းလင်းထိန်ပြီးတော့တော်တော်ကြီးတိုးတက်ခဲ့မိတဲ့ဘန်ကောက်မြို့ကြီးကိုတွေ့ရတဲ့အချိန်မှာတော့နော်ဒါကတော့ဒီရဲ့ဘားလေးပေါ့နော်ဒီရဲ့ counter ပေါ့ဆိုလို့ရှိရင်အမှဒါ view ကြီးရဲ့နေရာအဲ့ဒီမှာဆိုလို့ရှိရင်ရေခဲမုတ်ရရတယ်sandwich တို့ကွာရေခဲမုတ်စားတာပေါ့နော်ရေခဲမုတ်ကြိုက်တယ်လို့ဆိုတော့တခြား sandwich တွေပြီးရတဲ့ရက်တွေလည်းမှာလို့ရပါတယ်ဒါပေမဲ့ကွာရေခဲမုတ်ကြတော့ရေခဲမုတ်ပဲစားရတယ်ဒီကရက်တွေလည်းမတောက်တတ်ဘူးပေါ့နော်ကြိုက်လည်းမကြိုက်ဘူးလေနော်ဆိုတဲ့ခါကျတော့အဲ့မှာရေခဲမုတ်လေးစားရတယ်ပြီးတော့ဗီဒီယိုရိုက်တယ်ပြီးတော့ဓာတ်ပုံရိုက်တယ်အဲ့ဒီရဲ့ view တော့ဝါကြီးခံစားရတယ်လေးညင်းခံတယ်ပေါ့နော်တော်တော်ကြီး enjoy ဖြစ်တဲ့ညလို့ပြောရမယ်ပြီးတော့တခါညဘက် night life နဲ့ထပ်ပြီးတော့အဲ့ဒီ Timma glass အဲ့မှန်မှာထပ်ဆင်းပြီးတော့ဓာတ်ပုံတစ်ခါထပ်ရိုက်တယ်မကြောက်မလန့်ပေါ့နော်အဲ့မှာကြည့်အောက်မှာမှန်လေးတစ်ချက်ပဲချရတယ်နော်ဘဝကြီးကအဲ့မှာပေါ့နော်သူကအမှ310မြင့်တယ်ပေါ့ဘာညာရေးထားတယ်အဲ့ရဲ့ဒီကာဟားတဲ့ glass တွေကလေ3တက်လောက်ထားတာနော်တလွှာ3ထပ်ပါတယ်ပေါ့နော်အဲ့ဒီကာဟားတပေါ့တန်တော့မဟုတ်ကြည့်အရန်တက်ရဖို့ကောင်းတယ်အဲ့ဒီပေါ်မှာရိုက်ရတဲ့ခံစားချက်ကလေအဲ့မှာသူကဒီ firework ပေါ့နော်တခြားဗီဒီယိုတစ်ခုကဒါမီရှူမီဘန်းတွေလွတ်တာကိုလည်းဒါကြည့်ခဲ့ရတယ်ရှမ်းမိုက်တယ်ပေါ့နော်ဒါတိုက်ဆိုင်မှုပေါ့အများကြီးတော့ဘယ်လိုပြောတယ်ပေါ့နော်အရန်လာတဲ့အခါကျတော့အဲ့ဒီ firework ကိုလည်းဓာတ်ပုံတွေဗီဒီယိုတွေရိုက်ခဲ့တယ်အရန်ကိုကြည့်နူးဖို့ကောင်းတယ်လန်းဆန်းတယ်ပေါ့နော်စိတ်ထဲမှာလေစိတ်ညစ်စရာတွေအလုံးမိသွားတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ရှိတယ်အဲ့ဒါနဲ့ပဲဒီဟာတွေကိုရိုက်တယ် enjoy ပေါ့ကွာဒီလိုမျိုးပေါ့နော်ပြီးတော့မှအချိန်မှာကောင်းကင်ကလည်းဒီဘက်မှာဆိုလို့ရှိရင်ဒါပြလေးပေါ့နော်ဒီမီးပြတွေထွန်းထားတဲ့အချိန်နဲ့ကြုံနေရောအရင်မိုက်တယ်ကွာအဲ့ဒီ view ကိုရိုက်ခဲ့တယ်တအားလာတယ်ကွယ်ဒီအပေါ်စီးကနေအမြင့်ဆုံးနေရာကနေကြည့်ရတဲ့ view ကလေတော်တော်ကြီးမိုက်တယ်လို့ပဲပြောရမယ်ပေါ့နော်တ
တကယ်ချင်းလည်းဘန်ကောက်ကိုရောက်ခဲ့ပြီးဆိုတော့ဒါဒီကိုတွားပြီးလို့ဦးလီနာယုံကြည်တယ်ဒါထူးဆန်းတဲ့ຢာမဟုတ်ဘူးပေါ့နော်ရောက်ပြီးတဲ့လူတွေကတော့ဒါပြန်ဆင်းတဲ့ဥစ္စာပါဒါ lottery ရဲ့တက်လေကားထဲမှာပေါ့နော်မရောက်တဲ့လူဆိုလို့ရှိရင်အူလီနာနဲ့အတူဒီဗီဒီယိုလေးကနေ enjoy ဖြစ်လိမ့်မယ်လို့အူလီနာယုံကြည်တယ်တကယ်ရောက်ခဲ့မယ်ဆိုရင်လည်းတွားလဲပါလို့အကြံပေးချင်ပါတယ်ရှင်ပေါ့နော်ဒါကတော့ပဲများတဲ့မမအူလီနာပေါ့နော်နောက်ထပ်ပြီးတော့မှပြန်ဆုံမယ် bye bye